မားတို့ရေအရန်ကိုမှဝစ်လို့ကောင်းတယ်အသားကောင်းနောက်တစ်ခုနဲ့မမတို့ကိုမိတ်ဆက်ပေးချင်ပါတယ်ဒါလေးကတော့အခုအရန်ကိုမှမင်းတို့အရန်ရောင်းရတဲ့အခြေစပတ်ပေါ့နော်ခြေမိုးကလေးစိုးနေတဲ့စပတ်ပါရှင်သူကတော့ပိုးတပြောင်ပြောင် luxury စပတ်ဖြစ်ပါတယ်ဒါလေးကိုဒီတစ်ခါကကြတော့မမေလက်တိုလေးနဲ့ထွက်ထားပေးတယ်ပေါ့နော်အယောင်ကာလာလေးတွေကလည်းတော်တော်လေးကိုမှလှပြီးတော့ပန်းဖွင့်ပုံစံလေးနဲ့ထွက်ထားပါတယ်ရှင်ကာလာလိုက်ရတော့မတို့6ရောက်လာပါတယ်သူ့ရဲ့ပေါ့နော်ဒီအခြေစပတ်နေရဲ့ထုံးစံသူဒီဝစ်စင်တဲ့သူကလေအရန်ကို confident အပြည့်เนาะ luxury ဆန်အသားကအစအမရဲ့သူ့ရဲ့ fabric လေးကအစပြီးတော့ဒီမှာကာလာလေးတွေကိုလည်းကြည့်ပါအောင်เนาะလူဦးစုပြီးတော့ဝစ်စင်လိုက်တဲ့သူကိုပို့ပြီးတော့ပေါ့နော် high class ပုံစံမျိုးကိုပေးဆွမ်းမယ်ဒီတစ်ခေါက်ဈေးလေးကလေမမေ15000စွန်းစွန်းလေးနဲ့ပဲပေးမှာအရန်တန်တယ်လက်တိုလည်းလက်တိုပေါ့နော်ထောက်ထားတဲ့ပုံစံလေးကလည်း luxury ဆန်ပုံစံလေးနဲ့ပဲအိမ်နေရေဘက်ဝစ်မလားခရီးသွားပါသွားညအိတ်သွားလို့ရှင်ထည့်သွားမလားအမနိုင်ငံခြားခရီးတွေအထိပါတာထည့်သွားလို့ရတဲ့ပစ္စည်းပေါ့နော်ဈေးနှုန်းလေးကလည်းအမတို့6ထည်ကစိုက်မမတွေအတွက်က15300 15800 46ပေါက်160 180အတွင်း size ကိုမှ16200ပဲ16300ပဲကြာမယ်เนาะကာလာလေးတွေဆိုလို့ရှင်လည်းလှလိုက်တာပန်းပါမယ်ဒါဆိုခဲနော်မမနော်ခဲလေးပါရှင်ခဲလေးပါသူကဒီလိုမျိုးအယုတ်မဟုတ်ဘူးသူကလေအသေးပုံလေးကိုမှဖဲပြားလေးတွေနဲ့ပန်းပွင့်လေးတွေနဲ့အဲ့လို luxury ဆန်လေးပေါ့နော်အယုတ်ကလေးပါတယ်နော်ဒီမှာအယုတ်ကလေးပါတယ်အယုတ်ကလေးပါပါတယ်ရှင်ဒါလေးဆိုလို့ရှင်သူကအဝါစင်းလေးပါနောက်ပြီးတော့ဒီမှာဒါလေးကကြတော့သူကရေညှိစိမ့်လို့ကာလာလေးပါမယ်ခရမ်းလေးပါမယ်တော်တော်လှပါတယ်မမေတယောက်ဖြန့်ပြပေးမယ်နော်ဒီအဝါလေးဖြန့်ပြပေးပါမယ်ရန်ကုန်မလေးနေပြီးတော့ပါဝင်မှာတနိုင်ငံလုံးအယောင်ဝေချပို့ပေးပါတယ်ရှင် admit ကပေါက်140ကျော်ပါတယ်မမေဒါ42ကိုဝတ်ပြထားတာနော်တင် site က40ဓမားပါရှင်မင်းနဲ့ကတော့ဒါအမတို့တော့ပေါက်135အတွင်းပဲဝတ်ပေါ့နော်တော်တော်လှတယ်နော်အသားကလေအခြေစပတ်ဆိုတဲ့အတိုင်းပဲသူ့ရဲ့အသားကိုကင်ကြည့်လိုက်တာနဲ့ကိုတကယ်လို့ဟိုကတော်တော်လေးကိုနော်အသားလေးကကောင်းတယ်နော်ချစ်စရာကောင်းတော့လေးပါရှင်အဲ့တော့ကတ်တုံးရုပ်ကလေးတွေမထွက်တာနော်မင်းနေတယ်မမတွေစပတ်နဲ့မှာကတ်တုံးမထွက်ဘူးလားဆိုထွက်ပါပြီနော်အခြေစပတ်မှာနော်အခြေစပတ်ပါတာမန်စပတ်မဟုတ်ပါဘူးချီမိုးခရီဆိုပြီးဝေးရမယ်အခြေစပတ်ပါရှင်အဲ့တော့ကာလာအယောက်3ထည်ကစိုက်မမတွေကတော့15800เนาะ16200 16300ပြီးတဲ့ခါကျလို့ရှိရင်16800ပေါ့เนาะအဲ့ဒါတော့3ထည်ဈေးဖြစ်ပါတယ်ရှင်ကာလာ6ထည်လုံးယူမယ်မမတွေကတော့15300ကနေစပါမယ်เนาะယူမယ်ဆိုလို့ရှိရင်เนาะ screenshot နဲ့ messenger ကိုလာခဲ့ပါရှင်ကာလာလေးတွေကတော့တော်တော်လေးကိုလှပါတယ်เนาะဒါလေးတွေကိုပြန်ရောက်တဲ့ခါကျလို့ရှိရင်မတို့လုံးဝနာမည်ကောင်းရမှာเนาะအသားကောင်းချောချတာကောင်းလက်ရတေတန့်ပိတ်စကအစဝတ်တဲ့သူဆိုလို့ရှိရင်လည်းအနည်းဆုံး2နှစ်3နှစ်အေးအေးစစ်စစ်ပဲเนาะလိုချင်တဲ့ဆိုရင် screenshot နဲ့ messenger လာခဲ့ပါရှင်ဒီမှာလင်းရပါရှင်